ကျွန်တော်တို့ပုံမှာမျိုးစုံနိုင်ငံရေးရသူလောက်တာပါတကယ်ကဲနိုင်ငံရေးကလုတ်တယ်လို့နိုင်ငံရေးကသူ့ကိုသတ်တာပါနိုင်ငံရေးသတ်နိုင်ငံရေးကသူ့ကိုဝိုင်းပြီးတော့နှိတ်ကွကြတယ်ဆိုပြီးတော့ နဲ့အမှန်ကန်ကန်လုပ်မယ်ဆိုလို့ရှိရင်ခင်ဗျခိုင်မှဖြစ်ကျွန်တော်သွားတဲ့ဒီနိုင်ငံရေးစနစ်ကိုစီဝဲစနစ်ကိုတကယ်ယူရိုသက်သက်နဲ့တိုင်းပြည်ကောင်းလို့ကိုရည်ရွယ်ချက်နဲ့လုပ်တာနိုင်ငံ Hello ဟိုလာကတော့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရေပေါ်ဒါကြမှာဒီနေ့ဒီမှလာဒီဗီဒီယိုလေးတစ်ခုကတော့ဒီကျွန်တော်တို့ reaction လုပ်တင်တယ်လူတိုင်းအနေနဲ့ reaction လုပ်နိုင်တယ်ဆိုရင် reaction လုပ်တင်တယ်ဗီဒီယိုလေးတစ်ခုကျွန်တော်ကြည့်အောင် အဲ့တော့ဒီလိုကျွန်တော်တို့ခုနပြောတဲ့ခင်ဗျားမေးတဲ့ထဲမှာ9နှစ်တာကာလအတွင်းမှာထီးချန်ခဲ့တယ်တကယ်တော့ကျွန်တော်တို့ကကြိုးစားပါလေတကယ်တော့ကြိုးစားတာပေါ့ဒါသို့တော့ကျွန်တော်တို့ပုံမှာမျိုးစုံနိုင်ငံရေးရသူလောက်တာပါတကယ်ကဲနိုင်ငံရေးကလုတ်တယ်လို့နိုင်ငံရေးကသူ့ကိုသတ်တာပါနိုင်ငံရေးသတ်နိုင်ငံရေးကသူ့ကိုဝိုင်းပြီးတော့နှိတ်ကွကြတယ်ဆိုပြီးတော့ဒီတရောင်းစားကျွန်တော်သူတရောင်းစားလို့ခေါ်တယ်ဗျာဒီတရောင်းစားဒီလိုပြောတယ်ဆိုတဲ့အပေါ်မှာကျွန်တော်ထင်တယ်ကျွန်တော်ဒီတိုင်းပြည်အရေးပြည်သူတွေရဲ့အရေးဒီမိုကရေစီအရေးဒါတွေအလုံးနိုင်ငံရေးပဲဒီဆောက်ယူကဒါတွေကိုသူနိုင်ငံရေးရလုပ်တယ်လို့ပြောရအောင်ဘာရေးရကျွန်တော်တို့မလုပ်သင့်ဘူးလေသူထက်မပြောတာဗါလဲဆိုနိုင်ငံရေးကဘယ်သူကလုပ်တာဒါတွေသူမပြောဘူးဒါတွေကြချန်တာအဲ့တော့ပြည်သူကနေပြီးတော့ပြည်သူတရက်လုံးကပြည်သူကတယောက်နှစ်ယောက်မဟုတ်ပြည်သူတရက်လုံးပြည်သူတန်း90လောက်ကနေပြီးတော့သူမကြိုက်ပါဘူးဆိုဒီမဟုတ်ကလုံနေပါတယ်ဆိုတဲ့ဟာကိုသူကကဘာအနေနဲ့ပြောလိုက်တယ်လို့ပုံစံမျိုးဖြစ်နေဆိုတော့ဒီစောက်ယူကိုရင်ဦးဆုံးဒီတချင်းလေးနဲ့ဆယ်ပါဇက်နဲ့ဆယ်လေးကုံနေဆိုဒီတချင်းလေးနဲ့ဆင်းလိုက်ပါဗျာဘာလို့ဘာသာဘာလို့အဲ့တော့ဒီဟိုတယ်မနဲ့ဝရံပြနေရပြီမိမဆုံးမဖမဆုံးမစကားကြီးပေါက်တက်ကရပြောနေတဲ့ဒီဒရုံးစားကဒီဒရုံးစားကိုပြန်ပြောချင်တာမင်းတို့စောက်ယူတစုကတတိမရှိပဲအာနာသိန်းတို့အခုလိုတိုင်းပြည်ကြီးကစုပ်ပြတ်တတ်နေတာအဲ့ဒါတွေကိုမင်းတို့ဒီ uniform ဝတ်ထားတဲ့နော်ဖာတယ်တွေအားလုံး uniform ဝတ်ထားတဲ့မိန်းမရှင်တွေအားလုံးတတိယကြဖို့လို့ဘာနိုင်ငံရေးရလောက်တယ်ပြောတာမင်းကဘာမို့လို့ဘာကိုဆိုလို့ပြောတာကဲတော့တစ်ခုကိုစက်ကြည့်အောင်တော့နိုင်ငံရေးရပါတော့ကြတယ်ဒါကကျွန်တော်တို့လက်ခံကျင့်သုံးနေတဲ့နိုင်ငံရေးစနစ်ကိုခိုင်မှကျင့်သုံးမျိုးဆိုဆုံးဖြတ်ပြီးတော့လုပ်လာခဲ့တယ်ဒီနိုင်ငံရေးစနစ်ဥစားကောင်းမှမလို့တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလိုချင်းကြီးဖြစ်လာခဲ့တာကျွန်တော်တို့အိုးချခဲလာပြန်ပြီသူတို့လက်ခံကျင့်သုံးတဲ့နိုင်ငံရေးစနစ်ကဘာကိုပြောလာလဲနိုင်ငံရေးစနစ်ကောင်းမလုပ်တဲ့အတွက်ကြောင့်ဒီလိုချင်းတွေဖြစ်လာတယ်ဆိုတော့ငါလုံးမသူလိန်နေဒီဇက်တိုက်သူတို့ဇက်တိုက်လိန်သွားရင်မင်းတို့ဇက်တိုက်လိန်သွားအလိန်ကအမှန်ဖြစ်လာမယ်လို့ဒီကောင်တွေတွက်ထားဖို့ရသူတို့ရဲ့စုပ်ပြတ်တဲ့အောက်တန်းအမတန်ကြလာတဲ့အခြားသူတွေကိုအပြစ်တင်ပြီးတော့သူတို့ကတော့အကောင်းတွေလုပ်နေတာပေါ့လေအဲ့တော့ဒီကောင်တွေနဲ့အတိတ်မေယောဂရှိလို့ထင်တယ်တမင်မေ့ကြအောင်စောင်းထားတော့ထင်ရှားသူတို့အုံနောက်တွေကလည်းကလေးတသားမတမယာတွေကိုအတင်းအဓမ္မနော်ယာဒူးတွေကိုမတမယာယာဒူးတွေအတင်းအဓမ္မလူယူထားတော့လူထုလက်မခံနဲ့ဒီကဘာကအတိမတ်မပြုတ်တဲ့တိုင်းပြည်ဖြတ်ကောင်နေဆိုတာသူတို့ကိုသူတို့သိတယ်လို့ပြောလို့ရနိုင်ငံရေးစနစ်ကောင်းမလုပ်တဲ့အတွက်ကြောင့်ဆိုရင်ကဘာတွေဖြစ်ခဲ့လဲဆိုတော့အထက်ပြောလို့လည်းမိန်းမရှင်ကောင်များရဲ့အခုဒီအမေစုရဲ့ဆယ်စုနှစ်တစ်ခုကျော်စာလုပ်ခဲ့တဲ့အချိန်ကဒီမြန်မာပြည်ရဲ့တိုးတက်မှုအရှိဆုံးအချိန်သူကမင်းတို့ကဘာကိုဆိုလို့ချင်တာနိုင်ငံရေးစနစ်ကောင်းမလုပ်ခဲ့တဲ့အတွက်ကြောင့်ဆိုတောက်လျှောက်ဒီလွတ်လပ်ရပြီးနောက်ပိုင်းမှာတိုင်းပြည်တိုးတက်ဆုံးချိန်ဒီအမေစုအုပ်ချုပ်တဲ့ဒီဆယ်စုနှစ်ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကတာလျှင်ရွှေအောင်ကာလဆိုတော့မင်းတို့စောက်ယူတွေအတက်တာမသိကြအောင်စောင့်နေကြတာဒီလွန်ခဲ့တဲ့ဒီဆယ်စုနှစ်ကာလကိုဒီအခုခေတ်လူငယ်တွေအကုန်လုံးတစ်ကမ္ဘာလုံးကအကုန်လုံးသိသတိထားမိရန်တိုးတက်တဲ့မြန်မာပြည်အဖြစ်ကနေပြီးတော့မင်းတို့ကဒီအခြေအနေအခုလို့စုပ်ပြတ်သက်တဲ့အခြေအနေရောက်အောင်
လောက်ခဲ့တယ်ဆိုတာကိုလည်းမမေ့နဲ့ဟုတ်သရောင်းစားတွေရဲ့မင်းတို့အဲ့တော့မတိချင်ဆောင်းပြီးတော့ပေါက်တွေပိတ်နေတာကိုဝန်ခံလိုက်စမ်းအဲ့လိုပြောရင်တိမ့်စိန်ကိုဘယ်မှာထားမလဲဆိုပြီးတော့မင်းတို့ပြောလိုက်တိမ့်စိန်ပဲဖြစ်ဖြစ်တောင်းစိန်ပဲဖြစ်ဖြစ်နော်အမေစုနဲ့ဒီမိုကရေစီဆိုတဲ့နိုင်ငံရေးစနစ်အရာအဲ့ဒီဒုံကတကားပိတ်ထားရကနေပြီးတော့တကားဖွင့်စည်းဝါးရေးစနစ်ကြောင့်နိုင်ငံတကာကယင်းနှိမ့်မြုပ်နှံမှုတွေဝင်လာတာဖြစ်တယ်တိမ့်စိန်နေရာမှာမင်းတို့ထဲကြိုက်တဲ့ကောင်တကောင်ထဲဘာမှမထူးဒါပေမဲ့အမေစုနေရာမှာအမေစုမဟုတ်ခဲ့ရင်ဒီအခြေအနေတွေဘယ်လို့မှဖြစ်လာကြအကြောင်းမရှိဘူးဆိုတာမင်းတို့ကိုယ်တိုင်သိကိုသိတယ်လို့ငါတို့ထင်တယ်တရောင်းစားတွေရဲ့ကျွန်တော်ပြောင်းလဲခဲ့ပြီကျွန်တော်ဒီဟာကိုခိုင်မှဖြစ်အောင်လုပ်သွားမယ်အဲ့ဒါဆိုရင်ကျွန်တော်နိုင်ငံဆက်ဆံရေးမှာမြန်မာနိုင်ငံရဲ့ပါဝင်မှုကမူလအခြေအနေတွေထဲတော့ပိုကောင်းအောင်လုပ်နိုင်မယ်လို့ကျွန်တော်ယူဆတယ်ကဲလောက်ပြန်ပြီတံပူနာအခြေအနေထက်ပိုကောင်းအောင်လုပ်နိုင်မယ်လို့ယူဆရတယ်အတူစကားထဲမှာပေါ်လွင်နေတာကသူကလုံနိုင်လိမ့်မယ်လို့ယူဆတယ်ဆိုတော့ကိုသုံးနှုံတာကမလုံနိုင်ဘူးများတယ်လုံနိုင်မယ်လို့ယူဆတယ်မဖြစ်နိုင်ဘူးများတယ်လို့ပြောလိုက်တာအတူဆုံးပြောနိုင်တာလုံနိုင်မယ်လို့ယူဆတယ်ဆိုပြီးတော့ပြောအတိတ်ကသူကိုယ်တိုင်မလုံနိုင်ဘူးဆိုတာကိုသူကိုယ်တိုင်ကသိတယ်ကျွန်တော်အမြင်ကပြောမယ်ဆိုရင်တော့ဒီကောင်းအတွက်တွားရမယ်အဆင့်ကဒီအဆင့်တော့မဟုတ်ဘူးဒီတိုင်းပြည်ကိုပို့ပြီးတော့ကောင်းအောင်လုပ်ရမယ်အဆင့်မျိုးတော့မဟုတ်ဘူးဒီကောင်းသွားမယ်အဆင့်ကဒီကောင်ကဘာလဲဆိုတော့ criminal ရာဇဝတ်ကောင်နိုင်ငံတော်ပုံကံမှုရှိတယ်ဒီကောင်ကပြည်သူ့ခွင့်အာဏာနဲ့ဒီတင်မြှောက်ထားတဲ့ပြည်သူ့ခေါင်းဆောင်တိုင်းပြည်ရဲ့ခေါင်းဆောင်တွေကိုလက်နဲ့အားကိုနဲ့ဖမ်းဆီးကျင်းချထားတာကဒါဒီနိုင်ငံတော်ပုံကံမှုဒီတိုင်းပြည်ရဲ့အနာဂတ်လူငယ်တွေကိုရဲဆက်ဆက်တပ်ဖြတ်မှုဒီတိုင်းပြည်တိုးတက်အောင်လှုပ်ဆောင်နေတဲ့အသိပညာရှင်တပ်ပညာရှင်တွေကိုမတရားအဓမ္မဖမ်းဆီးတပ်ဖြတ်ဖမ်းဆီးထောင်ချမှုပြည်သူလူထုရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးပြီးမြေကွက်တွေကိုသိမ်းယူတဲ့မှုတွေဒါဒီပြစ်မှုတွေကိုဒီကောင်ခံရမယ်ဒီပြစ်မှုတွေခံပြီးမှဒီနိုင်ငံကိုကောင်းအောင်လုပ်မယ်ဆိုပြီးတော့ပြောနိုင်လောက်တဲ့အခြေအနေမျိုးသူမှရှိမရှိကိုစဉ်းစားပေးရမယ်ဒီစဉ်းစားပေးစရာတော့မလိုပါဘူးအဲ့စင်ကိုသူတက်လှမ်းမှုစူးစမ်းရမယ်ထင်တယ်ဒါပေမဲ့ဒီ criminal ဆင့်ကနေပြီးတော့ criminal ဖြစ်တဲ့လူတယောက်ကဒီလိုတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရနိုင်ဖို့ဆိုတဲ့အနေအထားမျိုးကတော့ဒါတက်လာတဲ့ဒီအုပ်ချုပ်နေတဲ့အစိုးရအပေါ်မှာမူတည်တော့ပဲဒီစကားကိုဒီကောင်ကဘယ်လိုခြေနေမျိုးမှပြောသိနေလဲဆိုရင်သူကအချုပ်ခန်းထဲမှာနှစ်ဖူးပေါ်လက်တင်ပြီးစဉ်းစားနေတဲ့ပုံစံမျိုးနဲ့သူကတင့်တော်ကျွန်တော်တို့ကနိုင်ငံရေးမှာလွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံခြားရေးမူဝါဒကျင့်သုံးနေတယ်ဒါကဘာလဲဆိုတော့တိုင်းပြည်ရဲ့အခွင့်အလမ်းတွေကြီးပဲဖြစ်ပါဒါကိုကျွန်တော်တို့ကကောင်းကောင်းအသုံးချမယ်ဆိုလို့ရှိရင်မှန်ကန်နဲ့သုံးချဖို့လိုတယ်ရိုးသားသားနဲ့သုံးချဖို့လိုတယ်အဲ့ပုံမှာဒါပြီးတော့အမြတ်ထုတ်ဖို့တော့သွားလို့မရအမြတ်ထုတ်မဲ့ရွေချက်ရှိလို့ရှိရင်တော့ခင်ဗျာဘယ်တော့မှမခိုင်ပါဘူးရိုးသားသားနဲ့မှန်ကန်လုပ်မယ်ဆိုလို့ရှိရင်ခင်ဗျာခိုင်မှဖြစ်မယ်ကျွန်တော်သွားတဲ့ဒီနိုင်ငံရေးစနစ်ကိုစီဝဲစနစ်ကိုတကယ်ရိုးသားသားနဲ့တိုင်းပြည်ကောင်းလို့ဖို့ရွေချက်နဲ့လုပ်တာနိုင်ငံ Hello. Hola, Carlos. Come culo. ရိုးသားမှုမရှိရင်မရိုးသားဘူးဆိုရင်မခိုင်ပါဘူးရိုးသားသားနဲ့မှန်ကန်လုပ်ရင်အားလုံးတိုးတက်မယ်ဆိုတော့ကဲဘယ်သူကသူပြောတော့ယုံမလဲလွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံသားရေးမူကတော့ဘာကိုပြောတာလဲကျွန်တော်ထင်တာတော့ဒီကောင်တွေကအလိန်တွေကိုအရှိန်နဲ့လွတ်ထုတ်တော့မယ်သူကဒီအခုရက်တရာကနေစပြီးအခုသူဒီကောင်လုံနေတယ်ဒီတရောင်းစားလုံနေတဲ့အလုပ်ကလည်းအရင်တော့ဇော်မဲလုံးလုပ်တယ်သူတို့ကအသံထုတ်ချင်တဲ့အသံတွေကိုသူတို့မီဒီယာနှစ်ခုအပြင်ပေါ့ဒီနိုင်ငံတကာနဲ့ကမ္ဘာကိုထုတ်ချင်တယ်ဆိုရင်ဒီဇော်မဲလုံးနဲ့သူရဲ့အကွက်ကြဖန်တီးထားတဲ့ဒီမီဒီယာတစုကနေပြီးတော့ထုတ်လို့ရှိတယ်ဒါပေမဲ့အခုဒီချိန်မှာတော့ဇော်မဲလုံးကိုမသုံးတော့ဘူးအခုအစ်စ်တင်ထားတဲ့တယောက်ကိုလည်းသူကမသုံးဘဲနဲ့သူကိုယ်တိုင်နေပဲဒီပေါက်တက်ကြရတယ်သူတို့ကပဲရိုးသားသားနဲ့လှုပ်တယ်ဆိုတဲ့ဟာတွေကိုသူကထုတ်နိုင်ငံတကာကိုထုတ်ပြောတော့မယ်အနေအထားမျိုး propaganda ပေါ့အဲ့လိုဆိုတော့ဒီကောင်ကျွန်တော်တို့ကဒီကောင်တွေကလူသက်ကောင်တွေပဲဆိုတာကိုနိုင်ငံတကာကိုပြန်ပြီးတော့ထောက်ပြဖို့လိုနေတယ်ပြည်သူတန်း90ကျော်နဲ့တစ်ကမ္ဘာလုံးကထင်နေတယ်လို့မဟုတ်ပဲနဲ့သူတို့ကဒီလူရိုးလေးတွေပဲဆိုတာကိုသူကဒီအတန်ကိုထုတ်ချင်တယ်ဒီ image ကိုသူကလုပ်ချင်တယ်ဆိုတော့ဒီပေါ်မှာကျွန်တော်ဘက်ကလည်းပြန်ပြီးတော့ counter တွေတက်နိုင်တယ်လို့လိုက်ပြီးတော့အခုဒီရက်တရာကာလတွင်မှာ
ဒီတံပြန်မှုတွေကျွန်တော်တို့ဘက်ကလည်းခက်စိတ်စိတ်လေးလုပ်ဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းခြင်းတယ်ဗျာ ခိုင်မာဆုံးပဲနောက်တော့ကကျွန်တော်ကအိန္ဒိယနဲ့တရုတ်ဆိုလို့ရှိရင်လေငင်းညဆိုတူရှင်ထွေးဒီတိုင်းမူကြီး9ရက်နဲ့သူကျွန်တော်တို့ကအထီးတွဲဆက်ဆံထားတဲ့နိုင်ငံတွေဖြစ်ဒါကြောင့်ဒီဘုံမှာအခြေခံပေးလို့မဆိုရင်တော့မြန်မာနိုင်ငံရဲ့အနာဂတ်ကအင်မတန်ကောင်းတယ်လို့ကျွန်တော်ပြောရင်ခုသူတို့လုပ်နေတဲ့လမ်းကြောင်းကပေါ့လေမြန်မာပြည်ရဲ့အနာဂတ်ကိုအရင်ကောင်းသွားမယ်လို့ဒီအချက်မရှိတရားစိတ်ကပြောတဲ့ကိစ္စလူတွေကယုံကြမှာမဟုတ်ကျွန်တော်လာမေးတော့ကျွန်တော်ပြန်ဖြေမယ်အဲ့ဒီပုကွက်နဲ့လူစင်မီရဲ့ကောင်ကိုချုပ်တဲ့ရင်ထက်အမေစုကိုသူ့မူလနေရာကိုပြန်ထားပြီးတော့ဒီ9နှစ်ကြာမှကျွန်တော်ပြန်အဖြေပေးမယ်အဲ့ဒီကောင်ဘာလို့အဲ့ဒီစကားကိုပြောရတာလဲဆိုပြီးတော့ကျွန်တော်ပြန်ပြီးတော့မေးခွန်းထုတ်လိုက်မယ်ယုံကြည်မှုရှိနဲ့ပူးပေါင်းဆောင်မှုရှိဖို့ဒါပေမဲ့နိုင်ငံရေးပဲဘလောက်ပဲကျွန်တော်တို့ယုံကြည်မှုရှိအောင်လုပ်ပေးသေးကျွန်တော်လူတွေရဲ့ concept ပြည်သူလူတွေရဲ့ concept ပဲလို့ကိုယ့်ရဲ့ concept တွေသူတို့ရဲ့အတွေးခေါ်တွေကျွန်တော်တို့ကဟိုစားပေါ်ထိုက်ပါနေအောင်ကျွန်တော်ဆောင်ရွက်ပေးအောင်အဲဒါပြုပြောင်းလဲမလုပ်ငန်းတွေအများကြီးရှိတယ်ဒါကတော့တနည်းနဲ့မရောက်5 နှစ်နဲ့မရောက်10နှစ်လောက်15နှစ်လောက်ကျွန်တော်ကြိုးစားကဲဒီမှာဒီကအချက်ပါလဲဆိုတော့ဒီ concept ချိန်မယ်ဆိုတော့လူတယောက်ရဲ့တွေးခေါ်ယူရတော့ချိန်မယ်ဆိုတဲ့ဒီဉာဏ်ကြီးရှင်ပညာမဲ့အာနာရှင်ကဒီမြန်မာပြည်မှာလူတွေရဲ့အတွေးခေါ်အယူဆကိုသူကမကောင်းတဲ့ဘက်ကိုပြောင်းလဲပစ်ဖို့အကြံစီကိုပဲသူတို့ကဒီဇိုင်းမမအကောင့်ထဲပေါ်နေတာကိုဒါဒီသူတို့ထုတ်ချင်တဲ့ပေါက်ကနေပြီးတော့ထုတ်ပြောလာတာဆိုတော့ဒါကိုကျွန်တော်တို့ပြန်ပြီးတော့စနစ်တကျနဲ့ပြန်ပြီးတော့ကောင်တာလုပ်ဖို့လိုတယ်ဒီမိုကရေစီဆိုတဲ့ concept ဟာဒီနေ့ဒီအကောင်းဆုံးဘာလို့လဲဆိုတော့ပြည်သူတွေရဲ့ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးနိုင်ပြီးတော့အကျွမ်းမဲ့အာဏာကိုထိန်းထားတဲ့ကြိုးတစ်ချောင်းလို့ဖြစ်တာကြောင့်ဒီမိုကရေစီကဒီနေ့မှာတခြားစနစ်တွေထက်အပြစ်အနာစာအကောင်းဆုံးပေါ့အပြစ်နာစာကင်းတာတော့မဟုတ်တခြားစနစ်တွေထက်သာတာပေါ့ဒီသရောင်းစားကလုပ်မယ်ဆိုတဲ့ဟာကသူတို့အခုပြုတ်မှုနေတဲ့အရာတွေအားလုံးလိမ်ညာမှုတွေအားလုံးမဟုတ်ကအတွေးခေါ်တွေမတရားမြေသိမ်းတာတွေအားလုံးကိုသူတို့တီထွင်တဲ့ဒီဒီမိုကရေစီဆိုပြီးတော့လှုပ်ချင်နေတာလို့ပြောလို့ရတယ်အဲ့ဒီလိုလှုပ်ဖို့လဲသူက15နှစ်လောက်ကိုအချိန်ယူပြီးတော့လှုပ်မယ်ဆိုတော့ဒီအရင်တော့သူကသမရမလှုပ်ဘူးဆိုပြီးတော့သမရမလှုပ်ဘူးဆိုတဲ့ဒီသရောင်းစားကအခုခါမှာဒါသမရရောဒီစစ်တပ်ကိုပါလွှမ်းမိုးပြီးတော့လူတွင်ကျဲလှုပ်ချင်နေတယ်ဆိုတော့ဒီသရောင်းစားတွေလှုပ်မဲ့ model ဟာ hybrid model လို့ပြောလို့ရတယ် hybrid ဆိုတာနှစ်ခုပေါ့ two way သွားလို့ရတယ်အဲ့ဒါ hybrid သူတို့လှုပ်မဲ့ model သဘောအရဆိုရင်ဒီကမ္ဘောဒီးယားလိုပုံစံလားဒါမှမဟုတ်မြောက်ကိုရီးယားလိုပုံစံလားဆိုတော့ဒီသူတို့အကောင့်ထဲဒီပုံစံ model နှစ်ခုတည်းကတစ်ခုဒါမှမဟုတ်နှစ်ခုလုံးရဲ့ hybrid ပေါ့စအဲ့လိုပုံစံမျိုးအကောင့်ထဲပေါ်နေပြီဆိုတော့အဲ့ဒီသရောင်းစားကိုလူကြားတဲကိုလာရင်အဲ့သရောင်းစားလူကြားတဲကိုလာရင်တွေ့ရတုံနေတာဆွဲပြီးတော့ရိုက်လိုက်ကြဖို့အတွက်အချိန်တော့ရောက်ပြီအဲ့လိုလဲအကြံပြုခြင်းနဲ့အဲ့လိုတွေ့တဲ့အခါသမရကြီးဆိုတော့ဒီလူကြားတဲကိုလာမယ်လာတဲ့အခါကျရင်တွေ့ရတုတ်ဒါမှမဟုတ်ကဲလုံးနဲ့ကောက်ပေါက်လိုက်ကြဗျာအဲ့မှာဟိုဒါမှမဟုတ်လေးခွာနဲ့လှမ်းပြီးတော့ပြစ်လိုက်ကြပြစ်လို့ရတယ်ဆိုရင်ဒီပြည်သူတရက်လုံးကိုတိုင်းပြည်မှာရှိတဲ့တန်း90ကျော်ပြည်သူကိုဒုက္ခပေးနေတဲ့အကောင်ကြီးကျွန်တော်တို့တနည်းနည်းနဲ့ဒီလိုမပြောနိုင်အောင်ကျွန်တော်တို့လုပ်ဖို့အချိန်ရောက်နေပါပြီလို့ကျွန်တော်အဲ့လိုမျိုးမြင်မိပါတယ်